အရန်စင်းရလာတဲ့ကျမနဲ့တထေးသားခတ်ဆူဆူလေးတူအပိုင်းနဲ့ကံကျမရဲ့ကြော့ခွန်းသူ့ရဲ့ချင်းချောက်စကားတွေကကျမရဲ့နားထဲမှာပက်တင်ထက်နေတော့မယ်အဲ့ဒီနေ့ကကျမဘလို့အိမ်ပြန်ရောက်ခဲ့လေအောင်မသိပါဘူးစိတ်ပြက်လက်ပြက်နဲ့နောက်တနေ့မနက်မှာတော့အလောက်အသစ်တစ်ခုအတွက်လူတိစစ်စစ်ဖို့ကုမ္ပဏီတစ်ခုကိုရောက်သွားခဲ့တယ်ဒီတစ်ခေါက်တော့အဆင်ပြေပါစေလို့ဆုတောင်းနေရုံခန်းထဲကိုဝင်သွားလိုက်တဲ့အချိန်မှာတော့ကျမမျက်လုံးထဲမှာမြင်လိုက်ရတာကမနေ့ကကျမကိုရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆံခဲ့တဲ့အဲ့ဒီဘဝင်လေးဟန်နေတဲ့မျက်နှာနဲ့ကောင်လေးကသူကအခန်းရဲ့အလဲမှာချာချာနာနာနဲ့ကြောက်ချိတ်ပြီးတော့ကျမကိုစောင့်နေတယ်လို့မျိုးပြုံးကြည့်နေခဲ့ရလေမင်းဒီရောက်လာမယ်ဆိုတာငါသိသားပဲတဲ့သူကခက်အေးပဲပြောနေပေမဲ့သူ့မျက်လုံးတွေထဲမှာကျမကိုကစားချင်နေတဲ့အငွေ့တက်တရားအပြည့်ပဲကျမသိလိုက်ပါပြီဒီကုမ္ပဏီကသူ့မိသားစုပိုင်တာပဲဖြစ်ရမယ်ကျမချက်ချင်းပဲလက်ထပ်ဖို့ပြင်လိုက်ပေမဲ့သူ့ရဲ့စကားတစ်ဖွင့်ကြောင့်မလို့ကျမခြေလမ်းတွေကတုံ့ခနဲ့ရက်သွားခဲ့တယ်လေမင်းစေးုံတက်နေရတာမဟုတ်လားအခုလောလောဆယ်ခွဲစစ်ဖို့ပိတ်ဆံအရေးတကြီးလုံနေရဆိုတာလဲငါသိတယ်ငါစီမှာအလုပ်လုပ်ရင်အဲ့ဒီငွေတွေကိုငါအကုန်စိုက်ပေးမယ်တဲ့ကျမရင်ထဲမှာရှုပ်ထွေးမှုတွေနဲ့ကြောက်ရွံ့မှုတွေကတပြိုင်တည်းဖြစ်သွားခဲ့တာပေါ့ဟုတ်တယ်အမေကျမကြီးကကျမအတွက်တော့အရာရာပဲဒါပေမဲ့ဒီလိုလူမျိုးရဲ့လက်အောက်မှာကျမဘလို့အလုပ်လုပ်ရမှာလဲရှင်ကျမကိုဘာလုပ်ခိုင်းမှလဲလို့ကျမမေးလိုက်တော့သူကခုံမော်ကနေထလာပြီးကျမအနာကိုတိုးကပ်လာခဲ့တယ်ရိုးရိုးလေးပါပဲငါရဲ့အတွေ့အမှုလုပ်ပေးရမယ်ဆိုလိုတာကငါပဲတော့ဘာလို့မင်းငါဘေးမှာရှိနေရမယ်ငါမိန်ကိုနာခံရမယ်နောက်ဆုံးမှာတော့အမေအတွက်ကျမခေါင်းငိမ့်မိလိုက်ပါတယ်ဒါပေမဲ့ကျမမသိခဲ့တာကဒါကကျမရဲ့ဘဝအတွက်အဆိုးဆုံးငရဲခိုင်းရဲ့အစပါပဲအလုံးစားဝင်တဲ့ပထမနေ့မှာသူကကျမကိုတနေ့ကုန်ခိုင်းနေခဲ့မှနားကျင်တော့မပေးပါဘူးဒါရမကသေးဘူးညနေဘက်မှာတော့သူကကျမကိုအထက်တန်းလာရတဲ့ပွဲတစ်ခုကိုအတင်းခေါ်သွားခဲ့တယ်လေမင်းရဲ့ဒီလိုနွမ်းပါနေတဲ့ပုံစံနဲ့ငါ့ဘေးမှာမလိုက်နဲ့အဝတ်စားလဲလိုက်လို့ပြောပြီးတော့သူကကျမကိုအယမ်းလှပပြီးတော့ဈေးကြီးရဲ့ကာဝန်းအန်ဒီလေးတစ်ထည်ကိုပေးဝတ်ခဲ့ပါတယ်ပွဲထဲရောက်တဲ့အခါလူတွေအားလုံးကကျမကိုဝိုင်းကြည့်နေကြတာလေအဲ့ဒီအချိန်မှာပဲသူကလူတွေအလဲမှာကျမရဲ့ခါကိုဖတ်လိုက်ပြီးအားလုံးကိုအတန်ကျဲကျဲနဲ့ကြီးညာလိုက်တာကအားလုံးမေဒါကကျွန်တော်ရဲ့စိစက်ထားတဲ့ဇနီးလောင်နှင်းပါတဲ့ကျမနားတော့မယုံနိုင်ဘူးကျမကသူ့ရဲ့အစေခံလိုမျိုးအလုံးဝင်လာခဲ့ရလေဘာလို့သူစိစက်ထားတဲ့ဇနီးလောင်ဖြစ်ရမှာလဲကျမယုံထွက်ဖို့စ조사ပေမဲ့သူကကျမအနာကိုကတ်လာပြီးတော့တတိပေးတယ်လို့ပြောလိုက်တယ်မယုံနဲ့မင်းကစိန်ခေါ်ခဲ့တာလေအခုကစပြီးမင်းကငါ့ရဲ့အယုတ်ပဲဒီပွဲပြီးရနဲ့ငါတို့အတူတူနေရမယ့်အိမ်ကိုသွားကြမယ်သူ့ရဲ့စကားကြောင့်ကျမတကောအေးဆက်သွားခဲ့သူကျမကိုဘယ်ကိုခေါ်သွားဖို့စ조사နေခဲ့ရလဲကျမဘာတွေဆက်ဖြစ်မှာလဲအပိုင်းတော့မှာဘာတွေဖြစ်မလဲဆိုတာကိုစောင့်မျှော်ပေးကြပါအောင်နော်